မိုးနေရနေရရွာနဲ့ဝေးလာတဲ့မနက်6နာရီလောက်ကရင်နိုးအိုးလေးတည့်ပြခဲ့တာပြန်လာတော့ရင်နိုးအိုးကပွက်ပြီအဲကြတော့တခါတည်းလက်ဖက်ကြောက်လေးခတ်လိုက်တယ်ဘယ်တော့ရလဲဆိုတော့ကြာကွေးဗျကြော်ရကောင်းချင်းမောင်းရအကုန်လုံးလိုက်ကျွေးရအောင်ဗျကျွန်တော်စူမိုကလည်းတအားကြိုက်တယ်ကောင်လည်းတအားကြိုက်တယ်ဗျရောက်သူတို့ကလည်းကြိုက်တယ်ဗျဒီကောင်ကနေနဲ့တက်ကတော့ကြီးပြီမိကြားလဲစားသွားပြီရန်ကဲမောင်းရေးအဲ့လိုပေါ့ဗျာစိတ်ထဲမှာသူရင်သူတို့ငါပါလေကျွေးကျင်လိုက်တယ်ဆိုရင်တော့ဝယ်လိုက်တာပေါ့အဲ့လိုကျွေးရင်တော့ဝယ်ရင်ပြန်လာတော့လူတွေကဦးစင်းလေးတွေရဟန်းလေးတွေကြွလာရင်ဆုံးတော့ဟေးလူလိုက်ကြအောင်လောင်းလိုက်ကြအောင်ဒါပီတိဖြစ်စရာဗျမနှလင်းလာရင်သို့ပေမဲ့ဆရာလေးတွေကြွလာရင်လည်းကြော်စွန်းတော့မလုပ်ပါနဲ့ဗျာနော်လူနိုင်တဲ့လောက်လူကြဗျဆရာလေးတွေဆိုတာကယဟန်တန်ဃာတွေထက်ဘူးခက်ခဲတယ်သူတို့ဘဝကျွန်တော်သီလရှင်စာသင်တိုင်းကျောင်းတွေကိုကျွန်တော်သွားကြည့်တယ်လေးလာတယ်လှူတယ်ချိုးကြကျွန်တော်ကိုယ်တိုင်တော့သွားမလို့ကျွန်တော်လူကြုံနဲ့လှူပေးရတယ်ရှိအလိုတုံးဆိုတော့ဆရာလေးတွေရဲ့ဘဝကမှန်တိုင်းပြောပြရင်ဗျာလူလိုပြောရင်တော့ယောက်ျားနဲ့မိန်းမပေါ့ဗျာကျွန်တော်တို့ဆိုရင်ယောက်ျားလေးတွေသိဘာကြီးရမများဘူးဗျာမိန်းကလေးတွေဘာကြီးရများတယ်အဲ့လိုပေါ့ယဟန်တွေနဲ့ဆရာလေးတွေဆိုရင်လည်းယဟန်တွေကသိဘာကြီးရမများဘူးဗျာမနှလင်းလာရင်သပိတ်လွယ်တဲ့ပြီးစွန့်ခံရင်တော့ဒါစွန့်ခံကြွတဲ့ဦးစင်းပဲယဟန်ပဲဆိုလှူတာပဲဗျမှန်တိုင်းပြောရင်တော့ဝမ်းရေးတော့မခက်ခဲဘူးပေါ့ဗျာဆရာလေးတွေဘဝကြတော့နေတိုင်းလဲစွန့်ဆန်ခံတာမကြွဘူးသူတို့မှစာလောက်ကတာနဲ့ဘာနဲ့ရက်ကလေးမှကန့်သက်လေးနဲ့ကြွရတာနော်တချို့ကိုယ်တိုင်ဟိုလိုတောချောင်းလေးတွေနဲ့ရှိတဲ့ဆရာလေးတွေလည်းသူတကာမအဲ့လိုရက်ပတ်လေးနဲ့ကြွရတာပေါ့ဗျအဲ့ကြတော့ရင်ဆုံးကတော့သာသနာမှာဒါလဲပရိယတ္တိပေါ့ဗျစာပေကျမ်းဂန်ကိုသင်ကြားတဲ့အထဲမှာဆရာလေးတွေကလည်းအဓိကပါတယ်ဗျဒီသာသနာရဲ့စာပေတွေကိုသူတို့ပရှုလေးလာသင်ကြားမှသာသနာလည်းမပြောက်ကွယ်မှာဗျအဲကြောင့်မို့ယဟန်တန်ဃာတွေလည်းစာပေတွေဖတ်တယ်လေးလာတယ်နော်ပရိယတ္တိသာသနာတွေကိုထမ်းဆောင်ကြတယ်ဆရာလေးလည်းထို့လူထမ်းဆောင်တာပါပဲဗျအဲကြောင့်မို့ဒီလက်ရှင်ဆရာလေးတွေကိုတွေ့ရင်ကြုံရင်များလူတန်းနိုင်ကြပါသည်ဗျာဒါကတော့ကျွန်တော်ကိုချင်းစာပြီးတော့ပေါ့ဗျာနော်လူတန်းဆိုတာကတော့လူကံပုဂ္ဂိုလ်လူတဲ့ပုဂ္ဂိုလ်ဆိုတာခက်ခဲမှုတော့ရှိရပါဆရာလေးတွေနေရာကနေကြီးလိုက်တော့ဦးစင်းနေနဲ့ဆိုင်ဘိုးခက်ခဲမှာပဲဟိုတော်မှညီမတွေညီတွေကြီးလိုက်ရင်ညီမတွေဆိုရင်ဝက္ကစားသွားလာတာပြိုပြဆိုပြီးတာမဟုတ်ညီတွေကြလဲတခါလေဒီလိုစောင်းတွင်းဆိုအောက်ကဘလို့အင်းဝတ်ထားတာနှွေးတယ်ကောက်ချုံသွားအဆင်ပြေတာပေါ့ဗျလူတန်းတဲ့နေရာလေးတွေမှာရန်လိုအပ်တဲ့နေရာလေးတွေလူနိုင်တန်းနိုင်ကြပါသည်ဗျာအမောင်ပဲဤကြကွေးကုံဝါကြီးစူမိုစားအောင်ကွာစူမိုမင်းဒီနေ့တချောင်းပဲကုံတာဟုတ်လားအပြက်နာလားငါသားပြတ်မှာပေါ့တက်ကြီးမှ3လလောက်စော်ဝိုက်တယ်